အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့အရန်ပျော်နေတယ်ပေါ့ဘာလို့လဲဆိုတော့ဟိုးနေတော့အတိတ်တော့ရတာတဲ့ပတ်အပ်လေးတွေဖောက်ကြည့်တယ်ရိုးတွေဘဖလိုင်းရခဲ့ပါတယ်ဟုတ်တွေဘဖလိုင်းတယ်လားအဲ့တွေဘဖလိုင်းရအရန်ကောင်းထောင်းထုတ်လာတွေဘဖလိုင်းပေါ့နော်အဲ့တော့ဂျန်ကင်းအကဘာပေါက်သွားလဲဟိုဂျန်ကင်းအကပေါက်တင်နေပေါ့ကျွန်တော်ပြီးရရောဒီအသီးကိုလည်း gift ပေးဖို့ရှိပါတယ်ကျွန်တော်ကဘုံမြန်မီနေကားတင်းနေတော့နေကားတင်းနှစ်316ကိုအပ်လိုက်ပါအဲ့ဒါဆိုရပါပြီကျွန်တော်ယူသားနေပေါ့ယူသားနေကိုပဲရိုက်ပါကျွန်တော်ဟုတ်လို့ရိုက်လေဆိုတွေ့မှာမဟုတ်ပါဒီနေ့ဗီဒီယိုလေးကဒီလောက်ပါအေးမေလို့ဗီဒီယိုပြတယ်ကြည့်ကြဒီဟာကြီးကဘာလဲကွချောကလက်ကွာမရှိတော့ကကြတော့ခဏစတော့အခုကြတော့မစတော့တော့ဘူးဗျာဘာဖြစ်လို့လဲကျွန်တော်ပြီးတော့ဟိုးတလီတော့7မိနစ်ပဲဘာလို့ပြရလဲဆိုတော့စက်ပြေနေလို့အနေပဲအမေအပြုအဲ့တော့တက်စာပါရှတောင်းဝမှာဆိုလို့မထွက်တယ်အဲ့လိုမျိုးဆိုစာပါရှတောင်းတက်ပြန်ဝင်လို့မရတော့ဘူးအတိတ်ပြီးသွားတာမဟုတ်ဘူးလို့အဲ့ဒီတော့လေကျွန်တော်စာပါတွေမှာလူတွေအများကြီးရောက်တယ်သူတို့ဘာသူကြကျန်စာပါထောင်မစော့ကြကျွန်တော်လည်းအကုန်လုံးဘလော့လိုက်တာအပတ်မစားဒီအသီးတွေကိုလည်းလက်ဆောင်ပေးဖို့ရှိပါတယ်ငါအမလီကြီးခုံးမိနော်အမလီကြီးမမျောလေဟုတ်ပါစီရတယ်ပါကျွန်တော်ကြည့်ရတဲ့တွေကိုဖလိုက်တော့ဘာလုပ်ပြီးတာလဲမသိသိရလူတွေရှိတယ်ပြောပြခဲ့ကြကျွန်တော်တကယ်မသိလို့ကျွန်တော်တော်ရမယ်ကောမန်လေးမှာမှတ်ခဲ့ပြီကျွန်တော် legendary ကိုအလေးကိုပါကိုအနလောအတိကယ်လောကျွန်တော်ဒီနေ့ဘာလုံးမှလဲဆိုတော့ထူးထူးတော့မရှိပါဘူးကိုကလည်းလူဝေးအားပေးတာအနည်းညတော့အားရနေအပြီးကမိုက်ကြီးအိုးရင်မစိုးနေတော့ကျွန်တော်တို့ red light green light တပါးလုံးကကျွန်တော်ဘာမှမရလိုက်ဦးလို့လို့ဆိုကျွန်တော်တကယ်အဲ့တော့တက်ပြီးတော့ဒီလိုမျိုးဖြစ်
ဒီပုံမမြင်တော့ကျွန်တော်ဘယ်သူလဲဆိုတော့သိပါလားကျွန်တော်ပေါင်းရင်းချင်းမှာရှိလူရကျွန်တော်ဘယ်သူလဲဆိုတာကိုသိနေလောက်ပါအိုးDragon Fly ရဲ့လုတ်ပေးလိုက်ပြီလေကိုဟိုမှာ Dragon Fly နားနေတာမြင်ရရတယ်ဒီ Dragon Fly အစာကျွေးလိုက်အိုးဒီကောင်လေးဝမ်းကြီးအောင်ပြီးရတယ်လုံးကြပါဦးဒီမတိကအလေးရပါလေတွေ့ရခုံးကြီးပေါက်သွားရင်တော့ငါမျက်ရည်ဝကြမှာပြောလို့ဒါပေမဲ့လေကျွန်တော်ဒီမှာရက်ကုန်းရှိပြီတရားအော်အေးတွေ့ဘာရက်ကုန်းရှိပြီသားဒီရက်ကုန်းကတော့ mutation ပဲပြီးရတယ်ပေါ့နော်ကျွန်တော်ဘာလို့မိလိုက်အစင်ကလည်းမတိကမဟုတ်တော့ legendary ပြည့်သွားဘာဖြစ်လို့လဲမသိတိတဲ့လူပြောပြခဲ့ကြအဲ့ဒါကြောင့်မလို့တိုင်းလာတာပြန်တော့မလို့ချတာကဲအားလုံးပဲဒီနေ့ဗီဒီယိုလေးကြိုက်နေတတ်တဲ့လူအားလုံးဒီဗီဒီယိုလေးကြိုက်နေစကားတွေမှာကုန်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့လူတွေအားလုံး like and subscribe လေးလုပ်ပါပြီနောက်တဲ့ဒီကပိုကောင်းတဲ့ဗီဒီယိုတွေပြန်လာခဲ့ဦးပါအားလုံးပဲကျွန်တော်ကတော့ YouTuber တဲ့လေးဘုရားမင်းပဲဖြစ်ပါတယ်အားလုံးပဲတတား